别哦，今天晚上ကျွန်တော်တို့မဲအောင်ဆောင်ဘက်ကလည်းတစ်ခေါက်တော့ကြမယ်ဗောနော်ဆိုတော့ကျွန်တော်နဲ့တူလိုက်ကြည့်ပြီးဖို့ဖိတ်ခေါ်လိုက်ပါတယ်လမ်းနေရတော့အရင်ကလမ်းနေတယ်တချို့ဆိုလို့ရှင်စင်ကိနဲ့တော့ရတဲ့သူတွေရှိရဗောနော်ကျွန်တော်တို့ကားနဲ့တော့ပါတယ်ကျွန်တော်တို့တော့နေရင်လည်းအခုဆိုလို့ရှင်တော့မဲအောင်ဆောင်ရရှိလာပြီးဖြစ်တယ်ဆိုတော့အခုတော့ကျွန်တော်တို့စီးတော့မှာဗောနော်ကျွန်တော်အမ်ဘာဆိုလို့ရှင်လည်းကျွန်တော်စကားပြောပါတယ်တမန်စင်မပြေလို့ဝိုင်အိုအပြန်ထည့်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှင်ဘာတီးရီအောင်ကြတဲ့တပတ်တီးရီရှိမယ်ကမောင်တီးရီပြီးဒီမှာဆိုလို့ရှင်ကျွန်တော်တို့ဒီမဲအောင်စာဒီထိုင်းမှာဒီတော့ယုံမရတဲ့ဒီတချို့ရိုးရာစားစားတွေမှာဆိုရှင်ဒီမှာရပါတော့မတီးလို့ရှင်မြန်မာပြည်ပြန်ရောက်တာတလို့မျိုးပဲပေါ့နော်မြန်မာရဲ့ဒီအနှစ်တရမြန်မာရိုးရာစားစားရဲ့အနှစ်တရကိုသူတို့စီမှာနည်းနည်းရတယ်ပေါ့နော်အပြေးတော့မဟုတ်ဘူးပေါ့ဆိုတော့ဒီမှာဆိုလို့ရှင်အရွယ်ဒီအများကြီးပဲပေါ့နော်မချင်းနေရှိမယ်ကမွန်ချင်းဒီမှာဆိုလို့ရှင်အခါတဲ့ပါလဲတော့မသိဘူးပေါ့အခါလေးလေမက်စလီလာအဲ့ဒီဟာတော့ဆိုင်ရတဲ့ဟာဒီမှာဆိုတော်တော်လေးကိုပိုးတယ်ဒီမှာဆိုလို့ရှိရင်တော့ပါပေါ့နော်ဒီဘတ်ဆိုလို့ရှင်တော်တော်လေးကိုကောင်းတယ်ပြီးလို့ရှင်တခွာတီးလေးရှိမယ်ဒီမှာဆိုရှင် cute ပေါ့ cute ဒီမှာကျွန်တော်တို့ငယ်စားခဲ့တဲ့ cute တွေပေါ့ဆိုအများကြီးပဲပြုံလေးရှိမယ်တခွာတီးတယ်ဒီတစ်ခါတခွာတီးဆိုလို့ရှင်တော်တော်လေးကိုကောင်းတယ်ကျွန်တော်တို့ရွာမှာစိုက်ခဲ့တယ်လို့မျိုးပဲအရန်တူပေါ့နော်ဒီတခွာတီးတွေးတော့မိကိုလည်းအများကြီးတတိယသွားတယ်ကျွန်တော်တို့ကတော့နပုံလာတော့ဝယ်ပြန်ပါတယ်